ဟုတ်ကဲ့မင်္ဂလာပါဆရာမင်္ဂလာပါဆရာဆရာနာမည်ကဆရာစိုင်းကျော်မြင့်ပါစိုင်းကျော်မြင့်နော်ဟုတ်ကဲ့ဆရာစိုင်းကျော်တင်ရဲ့အကူပေါ့ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာဒီဖေဖော်ဝါရီလအတွင်းမှာဝိညာဉ်စုကျေးဇူးရပြီးတဲ့လူကဆက်ကပ်မယ်ဆိုရင်နှစ်ဆရမယ်ဆိုလို့အတန်တော့ကျွန်တော်ကြားပြီးသားဖြစ်တယ်ဟုတ်ကဲ့အဲ့ဒါကိုလာပြောပြတဲ့ခါမှာဆရာတို့ကတကယ်ယုံကြည်ခြင်းနဲ့ဆက်ကပ်တော့မနေ့ကလည်းကျွန်တော်ဆုတောင်းတယ်တေးချတယ်ဆရာတို့အပေါ်မှာအရင်ရှိပြီးသားစုကျေးဇူးတဲ့တဆထပ်မြင့်ပြီးတော့ဆရာတို့ရပြီဆိုတော့တွေ့ပါတယ်အာမင်ဟုတ်ကဲ့ဆရာဒီဝိညာဉ်စုကျေးဇူးနဲ့ပတ်သက်ပြီးတော့အရင်တော့ဆရာကိုလည်းဖခင်က prophet စုကျေးဇူးလည်းပေးတယ်ပေါ့နော်တခြားစုကျေးဇူးလည်းအများကြီးပေးထားတယ်ဟုတ်ကဲ့ဖခင်ကဆရာကိုတော်တော်သုံးတယ်ဟုတ်ကဲ့ဆရာအဲ့ဒီအကြောင်းလေးဆရာနည်းနည်းတတိခါပါလားဟုတ်ကဲ့ခင်ဗျာကျွန်တော်အရင်တော့ကျွန်တော်ကျောင်းဆရာအလယ်တန်းပြကျောင်းဆရာဖြစ်ပါတယ်ဟုတ်ကဲ့တိုးတော့ဖခင်ရွေးကောက်ပြီးသူ့အမှုတော်တွေတုံးတော့မယ်ဆိုတဲ့အချိန်ကဘယ်အချိန်လဲဆိုရင်ကျွန်တော်အိမ်တော်ကြပြီးတော့မူလာတန်းကျောင်းဖြစ်လာတယ်အဲ့နောက်ပိုင်းမှာဖခင်တုံးချင်တဲ့အချိန်မှာကျွန်တော်ကမခွဲခြားနိုင်သေးဘူးတိုးတော့အမျိုးမျိုးသောဘာသာစကားကိုစရပါတယ်အဲ့ရစရတာဆရာစိုက်ကျော်တင်းတို့အရင်ရတယ်သူတို့လာတက်တိခံပြီးမှကျွန်တော်တအားလို့ချင်တယ်ဟုတ်ကဲ့ကျွန်တော်ဆုတောင်းပေးမဲ့လူမရှိဘူးဟုတ်ကဲ့ဒါနဲ့1983လောက်မှာထင်တယ်ကျွန်တော်ကိစ္စတစ်ခုနဲ့ရန်ကုန်ရောက်သွားတဲ့ခါမှာကျွန်တော်အဲ့တန်ရှင်းတော်ကြီးတော့လူချင်လိုက်တာဆိုပြီးတော့အတင်းတော်တပားမှာတော့ဆုတောင်းတော့ကျွန်တော်ဆုတောင်းပေးတဲ့မိခင်ကြီးတွေရှိပါတယ်အဲ့စုံတင်ပါအဆိုတော်စုံတင်ပါတို့ရဲ့အတော်ဖြစ်တယ်ဟုတ်ကဲ့ဆရာမကြီးတော်စုံကွီးတို့သူတို့တွေကကျွန်တော်ခေါင်းမလက်တင်ဆုတောင်းတဲ့အခါမှာအမျိုးမျိုးတော့ပါစကားဆိုဘလူမျိုးမှန်းကျွန်တော်တော့ကြားဘူးတော့မဟုတ်ဘူးဟုတ်ကဲ့သူတကယ်ဆင်းသက်လာတဲ့အခါမှာကျွန်တော်အင်ကြီးဒီလိုမမျော်လင့်မဲ့ကျွန်တော်တအားပျော်လုံးလို့ဒီလိုဆွဲလိုက်တဲ့ကျေတီးအကုန်ပြုတ်သွားတယ်ဟုတ်ကဲ့အဲ့ဒါနဲ့ကျွန်တော်တန်ရှင်းလုံးကြီးတော့စာရတဲ့အခါမှာစုကျေးဇူးပါတွဲလိုက်ပြီးတော့ရလာတယ်ဟုတ်ကဲ့အမျိုးမျိုးတော့ပါစကားနဲ့မကဘူးထိုးတွင်တည်မြင်တဲ့စုကျေးဇူးအနာရောဂါငြိမ်းစေတဲ့စုကျေးဇူးနောက် prophet စုကျေးဇူးတွတ်တူလိုက်လာတယ်ဟုတ်ကဲ့အားလုံးပါလာဆိုတွေ့ရတယ်အဲ့တော့ကျွန်တော်နောက်ပြီးတော့ထူးဆန်းတာအရင်တော့ကျွန်တော်ဆုတောင်းရင်ရိုးရိုးပဲဟုတ်ကဲ့အဲ့နောက်ပိုင်းဝိညာဉ်စုကျေးဇူးရပြီးနောက်ကျွန်တော်ကောင်းကြီးပေးလို့ရှိရင်ဖျားခင်အတိမတ်ပြုတယ်ဟုတ်ကဲ့ကျွန်တော်စကားကိုတည်စေတယ်ဟုတ်ကဲ့ကျွန်တော်ဆုတောင်းအနာရောဂါအတွက်ဆုတောင်းလို့ရှိရင်ဘယ်လောက်ပဲအနာဖြစ်စီယောဂပျောက်ခွင့်ကျွန်တော်စကားကိုဖျားခင်အတိပြုတော့ယောဂပျောက်စေဟုတ်ကဲ့နောက်သူဖြစ်ပြမဲ့အရာကကျွန်တော်အဲ့ဒီအကြောင်းကိုအဲ့ဆုကျေးဇူးဘယ်လိုရလဲဆိုရင်ကျွန်တော်ပတ်ဝန်းကျင်မှာမယုံကြည်သူတွေရှိတယ်အဲ့ဒီအချိန်မှာနှက်ခတ်ပညာရှင်တွေရှိတယ်အချားမြင်ပေါက်တဲ့လူတွေရှိတယ်အဲ့လိုမျိုးလူကျွန်တော်တွေ့ဘူးတယ်ဟုတ်ကဲ့အဲ့တော့သူတို့ကအကြောင်းအရာတစ်ခုကိုပြောမယ်ဆိုရင်သူတို့ဘယ်လိုလုပ်တယ်လဲသူတို့ပညာဘယ်လိုလဲကျွန်တော်တော့မသိဘူးပေါ့နော်သူတို့ပြောလိုက်တယ်သူတို့ပြောတဲ့အတိုင်းဖြစ်လာဟုတ်ကဲ့သူတို့ပဲဖြစ်တာလားကျွန်တော်ခရစ်ယာန်မှမရှိဘူးလားစဉ်းစားကြည့်တော့ကျွန်တော်စွတ်တောင်းတဲ့ခါဖျားခင်တိတ်ရှိတော့ပေါ့ဟုတ်ကဲ့ကျွန်တော်စပြီးတော့တုံးတရားကျိုးတရားဆိုရှိတယ်နမ်ဆာမြို့ရဲ့အရှိဘက်6မိုင်กว่าမှာအဲ့ကျိုးတရားရည်တဲ့ကျိုးကြတော့မယ်ဆိုရင်နိုင်ဝက်အလိုမှာကျွန်တော်စတွေ့တယ်ဟုတ်ပြီကျွန်တော်ပြောလိုက်တယ်အဲ့တွားလိုက်တဲ့ဆက်ဘင်းကားတရားကိုချိုးမဲ့ကားဖြစ်တယ်လို့ကျွန်တော်ပြောလိုက်တယ်နောက်နိုင်ဝက်မှာတကယ်ကျိုးတယ်နောက်တစ်ခါသူတို့ဒီပေါ့နော်စစ်ပတ်ဆိုင်ရာလီနေသူတို့ဝယ်ထားတဲ့ခါကျလီအစ်စ်တစည်းဟိုးကျွန်တော်တို့မြို့ရဲ့တောင်ဖက်မိုင်းစိတ်ဖက်မှာဟုတ်ကဲ့ပြတ်ကျလိုက်မယ်လို့ကျွန်တော်ပြောတယ်ဟုတ်ကဲ့အဲ့ပြတ်ကျတဲ့ချိန်မှာတော့လူမသေးဘူးတော့မှနောက်ပိုင်းမှာလူသေးလိုက်မယ်လို့ကျွန်တော်ပြောတယ်ဟုတ်ကဲ့ပါအဲ့ဒီပြောတဲ့ဥစ္စာကတစ်နှစ်ပြည့်တဲ့ခါမှာပြည့်စုံလာတယ်တာဝန်ရှိတဲ့လူတွေကျွန်တော်ပြောတော့မဖြစ်နိုင်ဘူးဒီလီနေအစ်စ်တွေလုံးဝမပြည့်စည်နိုင်ဘူးဟုတ်ကဲ့သူတို့အဲ့လိုပြောတယ်တိုးတော့ကျွန်တော်ဆက်ဆောင်ကြည့်တဲ့ခါမှာတစ်နှစ်ပြည့်တဲ့ခါမှာတကယ်ဖြစ်လာတယ်ဟုတ်ကဲ့အဲ့လိုပဲပြီးခဲ့တဲ့4လပိုင်းကုန်5လပိုင်းရောက်တဲ့ခါမှာဖျားခင်ကျွန်တော်ပြောတယ်ဟုတ်ကဲ့ရေကြီးတဲ့ပြဿနာတဘာဝဘေးဒဏ်တစ်ခုဗမာပြည်မှာခံစားရမယ်လို့ပြောတယ်ဟုတ်ကဲ့အဲ့လိုဖျားခင်ပြောလာပြီဆိုရင်ကျွန်တော်ရင်ထဲမှာတအားတုံတယ်ဟုတ်ကဲ့ကျွန်တော်ချက်ချင်းထုတ်ပြောတဲ့ခါကျတော့ကဲရတဲ့လူပေါ်မယ်ဆိုတော့ကျွန်တော် Facebook ပေါ်မှာတင်ထားတဲ့စာကိုကျွန်တော်ဖြတ်လိုက်တယ်ဟုတ်ကဲ့သူတော့9ရက်မကြာဘူးတကယ်ဖြစ်တယ်ချင်းတောင်အပါဝဲအကုန်လုံးရေကြီးဟုတ်ကဲ့အဲ့ဒါဒါဆိုရင်ဖျားခင်ရဲ့ဝိညာဉ်ပညာမှာတဘာဝဘေးဓာတ်မှာရှေ့ဖြစ်မဲ့အရာကိုကြူတိမြင်နိုင်